Hi guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဆိုယူပကံသွားခဲ့တဲ့ vlog လေးရဲ့ပထမဆုံး vlog လေးပဲဖြစ်ပါတယ်အရင်ဆုံးဆိုယူတို့ဒီ Lucky 7 မှာမွေးငါဝင်စားဖြစ်တယ်ပေါ့နော်တခြားဟာတွေရှိပေမဲ့လည်းစနေကြမွေးငါအဆင်ပြေဆုံးမလို့မွေးငါပဲစားခဲ့ပါတယ်ဟုတ်မလေးအခုဆိုရင်တော့ပကံစထွက်ပါမယ် Lucky 7လေမနေ့စားပြီးသွားပြီဆိုတော့ပကံသွားပါမယ်ပကံမရောက်ခင်တော့လမ်းမှာဒီလက်ပတ်များကြက်ကြော်ဝင်စားဖို့အတွက်ထနောက်ရေးဆိုတဲ့ဆိုင်မှာပဲဆိုယူစားပစ်ခဲ့ပေါ့နော်ဆိုယူမာကြီးတို့တွေကဒီဆိုင်မှာစားဖို့တာနဲ့ခေါ်သွားတယ်ဒီထနောက်ရေးဆိုတဲ့ဆိုင်လေးကိုစားပစ်တာပါဒီသူ့ဆိုင်လေးကလေဒီလားအရန်ဟင်းနေအများကြီးလဲပြည့်ဒါကတော့ဒီဘက်ဒေတာရဲ့လို့ delete ထင်တယ်ပေါ့နော်အရန်ဟင်းနေအများကြီးပြည့်တယ်ဒီငံပြားကြီးကြော်တွေရောတုတ်တွေရောဒီချက်ဟင်းကားတီကြော်တွေရောလက်ဖက်တုတ်တွေရောအများကြီးပဲသူတို့ပေးတဲ့အရန်ဟင်းတွေကလေစပွဲနဲ့တော့မဆန်ဘူးပေါ့နော်ချင်းမောင်ကျင်ရက်တဲ့အညာစာလေးတွေပေါ့နော်အညာစာစစ်ကလေးတွေသူစီရကြကြော်လေးရောတကောင်ကို2000ခွဲ3000ဆိုပြီးရှိပါတယ်ဆိုပြီးတော့2000ခွဲတန်လေးယူထားရတယ်ပေါ့နော်ဒီဟာလေးတော့2000ခွဲတန်လေးတွေပါဒါသူစီကကြော်ပေးတဲ့စီလေးတွေကလေစီလေးတွေကလည်းတန်တယ်ပဲစီနဲ့ကြော်ပေးတာလို့လည်းသိရတယ်ပေါ့နော်ပဲစီကိုဝယ်ခြင်းသူတို့စီမှာလည်းပဲစီဝယ်လို့ရပါတယ်တဲ့သူ့နေရာသူ့ဒေတာဒီဆိုင်တွေကရောက်တိုင်းစားဖြစ်တယ်ရပါလေရှိကောင်းတယ်ကောင်းတယ်အမှကျက်စစ်ရတာလေးဆိုတော့လေအဲ့လိုညင်လေးတွေပေါ့နော်စာဟွာကျတော့ဖော့ဘက်နဲ့တူတာပေါ့နော် CB ချက်ဒါပေမဲ့တော့ CB လဲစားတယ်ကြိုက်တဲ့ထဲပါပါတယ်ချက်သားဆိုမှဖြစ်စားကိုကကျတော့ဒီဖြစ်အရင်အသားကြည့်ရင်မစားဖြစ်တော့လေညမကဖြစ်portrait ချက်လဲစီချက်လေလားဟုတ်တယ်ဒါကြောင့်ခဏကြော်လိုက်ရင်ရပြီပေါ့နော်ပထမလည်းကြော်ထားပြီးတော့တစ်ချိန်နဲ့ဒီစက်မှာပေါ့နော်ဒီဟာကလက်ပတ်ပြားရွာလို့ခေါ်ပါပေါ့နော်ဟောဒါလက်ပတ်ပြားမို့လက်ပတ်ပြားရွာပေါ့ဒီရွာရက်နေလူပဲထွက်ပြီးတော့ရောင်းကြဒါဒီချင်းပါလာရင်မိုးလို့ပါနော်ပြီးသွားမယ်ခဏဒီနားမှာလာပြီးညံ့လက်ပတ်ပြားဆိုပြီးလာဖွင့်မလို့လာဖွင့်တယ်လက်ကဘယ်လောက်တောင်ရှိပြီဆိုအဲ့လိုမျိုးဆိုလေအငွေ့စာပေါ့နော်သူကတော့တွေ့စာပြမယ်အခုပကံတွေကိုလေထဲလိုက်တဲ့ဟာတွေကဒါကြက်ကြော်တကောင်စာပေါ့နော်တကောင်စာကိုဒီ2000ခွဲကတော်တော်လေးကိုတန်တာပေါ့နော်ဆိုလို့ရန်ကုန်မှာဆိုရင်တစ်ချမ်းလောက်ကို2000လောက်ပေးနေရဟာဆိုတော့လေဒီဘက်မှာကြက်စစ်လဲစားရတယ်ကောင်းကောင်းလေးလဲစားရတာကိုဒီတကောင်လုံးမှ2000ခွဲဆိုတော့အရင်ကိုစားလို့တန်တယ်ပေါ့နော်မှားထားလေးလည်းစောင့်နေတော့ဆိုလို့ဒီအရန်ဟင်းလေးနဲ့အရင်ဆုံးစားမယ်ပေါ့နော်သူ့ရဲ့အရန်ဟင်းနေရလေတိလားစပွဲကုန်းတောင်ပြေးပြီးတော့လေတခုလေးလိုက်ပြောဖို့တော့မှလေမနိုင်ဘူးတိလားဆိုရမှာစားတာကတော့ဒီထမင်းစီစံတပွဲကို4000ကျတယ်ပေါ့နော်ထမင်းစီစံတပွဲ4000နဲ့မှာလိုက်လို့ရှိရင်ဒီကြက်ကြော်တော့မပါဘူးပေါ့နော်ကျန်တဲ့အရန်ဟင်းတွေအကုန်လုံးကသူတို့ချပေးပါတယ်ဒီအရန်ဟင်းတွေထဲမှာတော့တော်တော်လေးကိုများတယ် pantry ပြောရောဒီပဲသွေးတုပ်တွေရောတော်တော်လေးကိုများတယ်အဲ့ဒါတွေအကုန်ပါပါတယ်ကြက်ကြော်ကတော့တသက်ထက်မှာတာပေါ့နော်သူ့စီမှာချပေးရဲ့အချင်းလေးကလည်းလေဇီးပြူတီးချင်းလေးလိုမျိုးလုပ်ထားတဲ့အတွက်အရန်ကိုချင်းဆက်လေးနဲ့စားလို့ကောင်းတယ်ပေါ့နော်ဇီးပြူတီးနဲ့ဒီငရုတ်တီထောင်းနဲ့ကိုလုပ်ထားတာဆိုတော့လေဒါစီစံထမင်းလေးပေါ့နော်စားကြမယ်အဲ့ဒီအယိုးပေါ်လေးပြပါလားတော်တော်နေရာထားဖို့ဒီမှာဝိုင်းလို့တော့ဆိုလို့စားပြီးတောက်ပြီးပြီဆိုတော့ပကံကိုခီးဆက်လိုက်ပါအောင်မယ်ရှင်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းချင်းကျေးဇူးများကြီးတင်ပါတယ်ဒါဆိုနောက်ထပ်ပကံ vlog လေးတွေကိုလည်းဆက်ကြည့်ပေးပါအောင်နော်တတ